မြစ်တာစစ်ရင်ဆွဲထားစရာမလိုပါဘူးကဘာချားနေပါစေသူဟာကိုယ့်စီကိုပဲအမြဲမျက်နှာမူနေမှာပါတကယ်တော့အချစ်စစ်ဆိုတာတယောက်ကိုတယောက်ချုပ်ချယ်ထားတာမဟုတ်ဘူးအမြဲစိတ်မချဖြစ်နေရမယ်စကားအမြဲပြောနေရမယ်ဘယ်သွားစောင့်ကြည့်နေရမယ်ဆိုတာမျိုးအဲ့ဒါတွေကအချစ်စစ်မဟုတ်ဘူးတကယ်ချစ်တဲ့သူဆိုတာဘလောက်ဝေးဘလောက်အလုပ်များဘလောက်လူတွေကြားထဲရောက်နေပါစေရင်ထဲမှာကိုယ့်အတွက်နေရာတစ်ခုအမြဲရှိနေတယ်တချို့လူတွေကအလုပ်တွေကြောင့်အချစ်တွေပြောင်းလဲသွားတယ်လို့ပြောကြတယ်ဒါပေမဲ့တကယ်ချစ်တဲ့သူတွေအတွက်တော့အကွာအဝေးဆိုတာလမ်းပေါ်ကကီလိုမီတာလောက်ပဲနှလုံးသားကသာအရေးကြီးတာတယ်တကယ်ချစ်ရင်စိတ်မပြောင်းဘူးအလုပ်ရှုပ်နေလဲမမေ့သွားဘူးအနားမှာမရှိနိုင်တဲ့နေ့တွေရှိရင်တောင်ရင်ထဲမှာတော့အမြဲရှိနေတယ်တကယ်တော့မေတ္တာစစ်တဲ့သူတွေကမမြင်ရတဲ့နေရာမှာတောင်စိတ်ချနေမဲ့သူတွေတခြားလူတွေဘလောက်ကောင်းနေပါစေကိုချစ်တဲ့လူကိုပဲအကောင်းဆုံးလို့မြင်နေတတ်ကြတယ်တချို့ညတွေမှာအယမ်းလွမ်းတယ်ဖတ်ထားခြင်းနဲ့အနားမှာရှိစေခြင်းနဲ့တကယ်တော့မေတ္တာစစ်ရင်ဆွဲထားစရာမလိုပါဘူးကဘာချားနေပါစေသူဟာကိုယ့်စီကိုပဲအမြဲမျက်နှာမူနေမှာပါ